လေကျယ်တဲ့ဂျပန်မှာဘရိုနီကာတိုင်ပွဲရက်နဲ့အလဲထိုးပြီးနိုင်ယူမြမပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့မြမကိုဆောင်ကျက်တင်မလေးဘရိုနီကာအတွက်တော့သူမရဲ့ကစားသမားဘဝမှာအကြီးမားဆုံးနဲ့စိတ်နှုရှားစရာအကောင်းဆုံးပွဲစဉ်ကြီးပြီးဆုံးသွားခဲ့ပါပြီ။ပွဲမစခင်ကဘရိုနီကာကိုအလဲထိုးပြစ်မယ်ဆိုပြီးလေကျယ်ခဲ့တဲ့ဂျပန်နိုင်ငံရဲ့ကေပောင်စင်ချန်ပီယံဟောင်းဂါနာကိုဘရိုနီကာတယောက်ပွဲပြီးမှဘယ်လိုမျိုးအနိုင်ယူပြသွားခဲ့တာလဲ။တကယ်တော့ဒီပွဲကတာမန်ပွဲတစ်ပွဲမဟုတ်ပါဘူး။နိုင်တဲ့သူဟာကမ္ဘာချန်ပီယံပတ်ကြီးချောင်ဆင်ခေါ်ပြီးခပတ်လူကွင့်ရဖို့တေချာတလောက်ရှိနေတဲ့ပွဲကြီးပွဲကောင်းဖြစ်ပါတယ်။ပြန်ဘက်ကနာဟောင်းဝမ်ရဲ့ချန်ပီယံဟောင်းစတမ်ကိုတော့အမှတ်နဲ့နိုင်ခဲ့ပြီးသူမနိုင်ခဲ့တဲ့ပွဲပေါင်း18ပွဲထဲမှာ17ပွဲကိုအလဲထိုးနဲ့ပွဲတင်ခဲ့တဲ့အတွေ့အကြုံရဲ့ဖိုက်တာတစ်ယောက်ပါ။အခြားတစ်ဖက်မှာတော့ကျမတို့ဘရိုနီကာအတွက်ဒါဟာပထမဆုံးကြိမ်ကစ်ပေါင်စင်စီးမြင့်တဲ့ကစားရတာဖြစ်ပါတယ်။မွေးတိုင်းလိုတထောင်သုံးခွင့်မရှိအကြာကြီးဖတ်တွဲပြီးဒူးတိုက်ခွင့်မရှိတဲ့စီးမြင့်တစ်တွေအောက်မှာဘရိုနီကာဘလူးကစားမလဲဆိုတာပွဲမစခင်ကအားလုံးစိတ်ပူခဲ့ကြတာပါ။ဒါပေမဲ့လေဘရိုနီကာသူမရဲ့ငယ်ကုန်အရန်မောင်းနဲ့အလားအသာချက်တွေကိုသုံးပြီးအကောင်ဆုံးလုပ်ပြသွားနိုင်ခဲ့ပါတယ်။ပွဲရင်းချီနေကိုကြည့်အောင်ပါ။ပထမအချိန်မှာဘရိုနီကာအနေနဲ့တော်တော်လေးလန်းဆန်းနေသေးတဲ့အတွက်သူ့ရဲ့လက်သီးတွဲလုံးနဲ့အထူးသဖြင့်ဖြောင်းလက်သီးတွေနဲ့အကွာဝေးတောက်ချောက်ထင်းပြီးကာနာကိုတိုက်စစ်ဆင်သွားခဲ့ပါတယ်။ဘောင်စင်နီးစနစ်အပိုင်းမှာဘရိုနီကာခန္ဓာထက်တိတိတတ်တာအများကြီးအားသာချက်ရှိခဲ့ပြီးတေတီတက်တန်လေးကစားပြသွားတာတွေ့ရပါတယ်။ဒါပေမဲ့ဒုတိယချီရောက်တဲ့အခါမှာတော့ကေပေါင်စင်စာရီရဲ့ထုံးစံအတိုင်းခန္ဓာအဖြည်းဖြည်းချင်းအရှိန်တင်လာပါတယ်။ခန္ဓာဘရိုနီကာနာကတ်နိုင်ဖို့အတွက်ဘရိုနီကာရဲ့တောက်လျှောက်ထွက်လာတဲ့ကောင်တာဖြောင်းလက်သီးတွေကိုအထိနာခံပြီးထိုးဝင်ခဲ့ရတာပါ။ဒါပေမဲ့ခန္ဓာရဲ့အောက်ခြေကန်ချက်တွေဟာလည်းဘရိုနီကာကိုတော်တော်လေးဒုက္ခပေးသွားခဲ့ပါတယ်။တတိယခြေလောက်ရောက်တဲ့အချိန်မှာတော့ကာနာရဲ့အောက်ခြေကန်ချက်တွေကြောင့်ဘရိုနီကာရဲ့ခြေလောက်ကတိတိတတ်တာလှုပ်ရှားမှုနေခွေပြီးခြေထောက်ထောက်ဖို့တောင်ရုန်းကန်ခဲ့ရပါတယ်။အချို့အချိန်တွေမှာဘရိုနီကာအန်ဒီယေများတဲ့တောင်းနေကနေရုံးထွက်ဖို့အတွက်ဖတ်တွဲပြီးဒူးတိုက်တာမျိုးဖြစ်သွားခဲ့လို့ကေပောင်စင်စီမင်းရဒိုင်လူကြီးကတတိပေးရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒါမဲ့လေဘရိုနီကာရဲ့နီးစပ်ရတောင်းကနေပြီးတော့တနေရာထဲမှာအတိမနေဖို့လှုပ်ရှားပြီးလက်သီးထိုးထားဖို့တောင်းလျှောက်တတိပေးနေခဲ့ပါတယ်။ဘရိုနီကာရဲ့တတိယချီလက်သီးတွေကပထမချီလောက်မမာတော့ဘူးဆိုပေမဲ့လက်သီးထောက်ချက်တွေကတောက်လျှောက်ထွက်နေတော့မို့ခန္ဓာဟာသူမလိုချင်တဲ့အနီးကပ်အကွာဝေးကနေတွဲလုံးတွေထုတ်ခွင့်မရဘဲအမတ်ရမှုနှိမ်သွားခဲ့ရပါတယ်။ပွဲပြီးမှာတော့ခန္ဓာရဲ့မျက်နှာမှာထိခိုက်ဒဏ်ရာတော်တော်များများရသွားခဲ့ပြီးလက်သီးထိကျရေးအတွက်မှာဘရိုနီကာတိတိတတာတာသွားခဲ့ပါတယ်။ဒါကြောင့်မဲ့ဒိုင်း၃ယောက်စလုံးကဘရိုနီကာကိုအမတ်နဲ့တညီတညွတ်တဲ့အနိုင်ပေးလိုက်တာဖြစ်ပါတယ်။ဒီနိုင်ပွဲကြောင့်ဘရိုနီကာဟာသူမမှာကစ်ပေါင်စင်အခြေခံအရေးချင်းကောင်းကောင်းရှိနေဆိုတာသက်သေပြနိုင်ခဲ့ပါပြီ။ရှေ့လျှောက်ကစ်ပေါင်စင်ရောမွေးထိုင်းမှာပါချန်ပီယံလူခွင့်ရဖို့အတွက်လမ်းပွင့်သွားခဲ့ပြီဖြစ်ပါတယ်။နည်းနည်းလေးပုံမြန်ပြီးပါဝါပါထိုးနိုင်ရင်တော့ပိုပြီးပြည့်စုံတဲ့ကစ်ပေါင်စင်ချန်ပီယံဖြစ်လာမှာသိကြပါတယ်။တကယ်ကိုချီကျူးမှုနဲ့ထိုက်တန်တဲ့သမိုင်းဝင်နိုင်ပွဲပါပဲ။ဟုတ်ကဲ့ပါရှင်။ဒီပွဲနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာပြောပြပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်။